Alkemi the chairman Laya Sirai Matea Pasi General Tamajan Bahuta Masuka Nepian Letu Subare Kuchin Male Tamajan Sare Mas Yare Jinchingo Kaya Pima Kayare Puku Yari General Bahuta Nepia with Mapchete, but also Jinchingo Kayare Yagaro, General Nathan Kabami Jive Chibare, Nagaro, Ara Payat Sagago Nama Town. ကြောက်မှုအာရန်ကြောက်မှုကဘာမြေကြီးကလည်းစူပင်ပေါင်းများစွာပေါက်ရောက်စေဆိုပြီးမှလူသားတွေအတွက် burden ဖြစ်စေတဲ့အရာကိုဖခင်တကယ်ကျင်းလိုက်ခြင်းဖြစ်တယ်အာရန်အပါဝင်ကဘာမြေကြီးနဲ့အေဝါကိုလည်းကျင်းခဲ့တာဖြစ်တယ်ကဘာဦးကျအခန်းကြီး3အငယ်16ကနေကျွန်တော်19ကြားမှာကျွန်တော်တွေ့ရတာဖြစ်တယ်ဖန်ဆင်းကစမှာကဘာမြေကြီးမှာစူပင်တွေမပေါက်ရောက်ခဲ့ဘူးဆိုတာကျွန်တော်သိနိုင်တယ်ဆိုတော့ဒုတိယနဲ့ကိုင်းနာအာရန်နဲ့အေဝါရဲ့တာဦးပထမဆုံးတာပေါ့နော်ဒါဟာပထမဆုံးတမန်ကျမ်းစာထဲမှာလူတက်မှုကိုကျူးလွန်ခဲ့တဲ့လူတွေဖြစ်တယ်သူရဲ့ညီအာဗလာကိုတတ်တဲ့အတွက်ဖခင်သခင်ကဘာမြေကြီးပေါ်အရရက်မှာပြေးလွှားနေရသူလှဲ့လေသွားလာနေတယ်လို့အနည်းဒီတကြမရှိဖို့မရှိရဘူးဆိုမှဖခင်သခင်ကိုယ်တိုင်ကချိန်ခဲတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ကဘာဦးကျမ်းခန်းကြီးလေးအငယ်17စနစ်မှာကျွန်တော်တွေ့ရတာဖြစ်တယ်ပြီးတော့မှဒေါက်တာတီအနေနဲ့ဟာမမျိုးဆက်ကိုကျင်းခဲ့တာနိုးရဲ့တာသုံးဦးအနေဟာမဟာသူ့အဖေနိုးရဲ့စပြေဝိုင်းမှုတဲ့အခါမှာဒါကိုလုံးတီနဲ့ပြစ်ဆက်ခဲ့တယ်အဲ့ဒါကိုသူမြင်ရတော့သူ့ညီကိုတွေကိုသူပြောခဲ့တယ်သူ့ညီကိုရဲ့မကြည်ရဲမယ်ဖုံးအုပ်တယ်သူဆိုအတူချုံပြမယ်ဖုံးအုပ်ခဲ့တယ်သူပြန်လဲတတိယလာတဲ့အခါမှာဒါဟာမရဲ့မျိုးဆက်ကာနန်ဟာသူ့ညီအကိုရဲ့ဂျုံဖြစ်စေဟာမဟာအဲ့လိုသူ့အဖေကိုမဖုံးအုပ်ခဲ့တဲ့အတွက်ကာနန်ဟာဂျုံဖြစ်စေဆိုတော့ဖျားသခင်နိုးအေကချိန်ခဲ့တာဖြစ်တယ်ကဘာဦးကြာခန့်ကြီး9အငယ်20နဲ့ကျွန်တော်25မှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ပြီးမှနံပါတ်စရုပ်ထအနေနဲ့ယေရုခုမြို့သားတွေယောရှုမဆာအခန်းကြီး6ငယ်26ကိုကျွန်တော်ကြည့်တဲ့အခါမှာယောရှုနဲ့ဇေဘရဟိတ်ဣသရေလကယေရုခုမြို့ကိုဝိုင်းပြီးမှအတူချုံပြောမယ်ဆိုတိုက်ခိုက်တဲ့အချိန်မှာအကုန်လုံးကြီးစုဖြစ်စီခဲ့တယ်အဲ့ဒါကိုဒီယေရုခုမြို့ကိုမြို့ရိုးကိုတီထောင်တယ်လို့မြို့တကားကိုပြန်လဲတီဆောက်တဲ့တူတယောက်တော့ယေရုခုမြို့သားတွေမြို့ဆက်တွေဟာဖယားသခင်ရဲ့ကျင့်ချင်းကိုခံစေဆိုတော့ယောရှုကကျင့်ခဲ့တာဖြစ်တယ်ကျင့်စမတစ်ခုကတော့တိမောသဖန်ပင်ပေါ့နော်ယေရှုဟာယေရုရှလင်မြို့ကိုသွားတဲ့အချိန်ထွက်လာတဲ့အချိန်မှာသူကလူသားအနေနဲ့ပိုက်ဆံကိုကြည့်တဲ့အခါမှာတိမောသဖန်ဒီကိုတွေ့တယ်နေရသူတိမောသဖန်နေရကိုရောက်တဲ့အခါမှာတီးကိုမတွေ့ဘူးစားစရာမတွေ့တော့ဒီနေ့မှစပြီးမှတင်းရတီးကိုဘယ်သူမှမစားရဘူးဖခင်ကိုယ်တိုင်ချိန်တဲ့အခါမှာအမြစ်ကနေအဖျားတိုင်းအကုန်လုံး6တွေ့သွားတာကျွန်တော်တွေ့ရတယ်ချိန်ချင်းကိုခံရတာပေါ့နော်ရှင်မတက်ခရီးဝင်ကြခန်းကြီးစတဲ့ငယ်14-20မှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ချိန်ချင်းကိုခံရတဲ့လူရှိအရာတွေခံရတဲ့ပုံကိုယ်တွေရှိတယ်လို့ဒါဘုရားသခင်ကိုယ်တိုင်ကအမေတွေကြောင်းပြီးမှကောင်းကြီးပေးခဲ့တဲ့ပုံကိုယ်တွေလည်းဖြစ်တယ်ပထမဆုံးပုံကိုယ်ကတော့ယုံကြည်ခြင်းဖခင်ကြီးအာဗြဟံဖြစ်တယ်အာဗြံဆိုတဲ့နာမည်အာဗြဟံဆိုတဲ့နာမည်ကနေအာဗြဟံအာဗြံကနေအာဗြဟံဆိုပြီးမှအမေကြောင်းပြီးမှကောင်းကြီးပေးခဲ့တယ်ကပ္ပဦးကျမ်းခန်းကြီး19အငယ်9မှာကျွန်တော်တွေ့ရတယ်ဒုတိယပုဂ္ဂိုလ်ကျတော့အာဗြဟံရဲ့မျိုးသမီးဆရိုက်ကနေဆာရာပေါ့နော်ဆာရဲကနေဆာရာဆိုပြီးမှဘုရားသခင်ကသူ့အမေကိုသူ့နာမည်ကိုပြောင်းပြီးမှကောင်းကြီးပေးခဲ့တယ်ကပ္ပဦးကျမ်းခန်းကြီး19အငယ်15မှာကျွန်တော်တွေ့ရပါတယ်ဒါရီပုဂ္ဂိုလ်ကျတော့ယာကုပ်ဖြစ်တယ်ဣဇရဲ့သားဒါဤတော်ရဲ့ညီပေါ့နော်သူဟာဖခင်သခင်နဲ့တညာလုံးနှစ်ပါးလုံးတဲ့အခါမှာငါ့ကိုကောင်းကြီးပေးပါလို့ပြောတဲ့အခါမှာဖခင်ကအခုမှစပြီးမှယာကုပ်လို့မခေါ်ရဘူးဣသရေလလို့ခေါ်ရမယ်ယနေ့တိုင်အောင်ကျွန်တော်တို့ဣသရေလနိုင်ငံသူ့နာမည်ဖြစ်တယ်ဒါကောင်းကြီးပေးခဲ့တယ်ပေါ့နော်အမေမြောင်ပြီးမှကပောက်ချက်ခါကျ30အငယ်28မှာကျွန်တော်တွေ့ရတာဖြစ်တယ်နောက်ဆုံးနဲ့စရုပ်ထပုဂ္ဂိုလ်ရှီမုန်ကနေဆိုင်မွန်ကနေပီတာဆိုပြီးမှရှီမုန်ကနေပီတယူဆိုတာယေရှုဘုရားကိုယ်တိုင်ကအမေပြောင်းပြီးမှကောင်းကြီးပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရှင်မဿဲခန်းကြီး16အငယ်
စက္ကုံ18တို့မှာကျွန်တော်တွေ့ရတယ်ပြီးတော့ရှင်မာကုအခန်းကြီး3အငယ်16ရှင်လုကာအခန်းကြီး6အငယ်14တို့ကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့ဒီတမန်တော်ကြီးပီတရုဟာဘုရားသခင်လူကုန်များတဲ့တန်ခါလည်းဖြစ်စေတယ်အသင်းတော်တိဆောက်ဖို့အကြောင်းအသင်းတော်တွေကျွန်တော်တို့ရှိလာမယ့်အကြောင်းတွေကိုလည်းပြောခဲ့တယ်ပြီးတော့မှပင်တကုတ်ဒီနေ့မှာသူ့အားဖြင့်သူ့ရဲ့တရားဟောချက်ဖြင့်သူပေါင်း3000ဝန်းကျင်ကလည်းပြောင်းလဲခြင်းခံရခဲ့ရတယ်လို့ကျွန်တော်တို့ဘုရားသခင်ကကောင်းချီးပေးခဲ့တယ်ဆိုတော့တမန်ကျမ်းစာထဲမှာကျင့်ချင်းကိုခံရတဲ့လူနဲ့ခံရတဲ့အရာတွေနဲ့ဘုရားကိုယ်တိုင်ကအမေနာမှာပြောင်းလဲပြီးမကောင်းချီးပေးတဲ့အရာဆိုမှကျွန်တော်တို့ဘဟုတုတမဆုကနေပြန်လည်ပြီးမှမျှဝေခြင်းဖြစ်တယ်အရာကိုစေတံဘုရားသခင်အသက်တပံကောင်းချီးပေးပါစေအာမင်